အားလုံးပဲမင်္ဂလာပါခင်ဗျာညချမ်းမှာမင်္ဂလာလေးနဲ့ရှိပါစေဟုတ်ကဲ့ကျွန်တော်ဒီနေ့လက်ဝင်ကာရာတစ်ခုကိုတင်ပြမှာဖြစ်ပါတယ်လက်ဝင်လေးကိုမနေ့ဒီကာရာလေးကိုမနေ့အိပ်ရထားတဲ့အချိန်ပေါ့မနေ့စောစောလေးပေါ့ဒီထွက်ချိန်လေးမှာ29ခေါက်ယူပြီးပါ29ခေါက်ယူပြီးရင်သူကနလာပါတွေဝင်စီပါတယ်ပြီးတော့ဝေးရွှေ့စီတယ်ပေါ့နော်လက်ပိတ်နေတဲ့လူတွေဆိုင်လုပ်ကြည့်ကြပါခင်ဗျာဟုတ်တယ်မင်းဟုတ်စီဟုတ်တယ်ကြော်ကာလေးပြောပြမယ်နော်အားလည်းတွေ့ပါတယ်တဘာအစီတန်ယေလနာနံတုံရှံမရှင်စပရိပရင်တုအာကာဒလာဘန်စန္ဒီတောဘီအဝိတ္တိတဲ့အဲ့ဒီကာလာလေးကိုနောက်မနေ့အရာထားတဲ့အခါ29ခေါက်ယူပေးပါစိတ်ကြည်တန်တန်လေးနဲ့ဘုရားမှာပြောင်းနိုင်စိမ့်နိုင်လေးတစ်တိုင်းပေါ့တစ်တိုင်းဆိုလဲရတယ်3တိုင်းဆိုလဲရတယ်5တိုင်းဆိုလဲရတယ်ဆိုပြီးတော့ကာလာလေးကိုယူပေးပါ5ပါးတိလာလေးယူပေးပါလာပါလေးကိုလည်းဆက်တဲ့ထင်နိုင်ကြပါသည်ခင်ဗျာနော်ရဟုတ်ကဲ့ပြီးတော့ကျွန်တော်လက်ပွဲလေးတွင်းနဲ့လက်ဆက်မိတ်ဆက်ပေးမယ်ဒီလက်ပွဲလေးကအိမ်မြောင်ကိုဟက်လက်ပွဲလေးပါဗျာသူကဘတ်စုံတော့ကျွန်တော်ခပတ်နဲ့ခတ်မှာခြာထားတဲ့လက်ပွဲလေးသူလက်ပွဲအကျိုးလေးကိုကျွန်တော်ပြောပြမယ်နော်ပြောပြလိုက်မယ်ဟုတ်ကဲ့ဗျာဒီလက်ပွဲလေးကသူကပြားရီမှာစိန်ပြီးတော့108ရက်ပေါ့တောက်လို့ရှိရင်သူကတယူဇနာမြင့်နေတဲ့ဒီဇနာမြင့်နေတဲ့ခုံတာကိုအပေါ်ပါအဲ့ဒါကိုပြောတာနော်ရဟုတ်ကဲ့ဗျာဟုတ်ပါတယ်ဗျာပြီးတော့ဒီလက်ပွဲလေးကိုတော့ပုံရိပ်မှာစိန်တောက်လို့ရှိရင်နှင်းမြန်ပေါ့ပါတယ်နော်ဟုတ်ကဲ့ပုံရိပ်ဆိုတာကသိလားသိပါတယ်ဆန်သေးယူပြောဆန်လေးဆိုတော့ဆန်ကိုဘယ်ဆန်ဖြစ်ဆေးလိုက်ရင်တော့ပထမထီယူမယူနဲ့နော်ဒုတိယရေတတိယရေယူလို့ရတယ်အဲ့ဒီစိန်လေးကိုတော့အိုးလေးနဲ့ထည့်ထားပြီးရှင်သူကရေကြည်လေးနောက်တိုင်းတက်လာမယ်အဲ့ဒီရေကြည်လေးနဲ့သူကတောက်တာအဲ့အင်းလေးစိန်ပြီးတော့တောက်လို့ရတော့နှင်းမြန်ပေါ့ပါတယ်ပေါ့တင်ကိုကပြီးတော့ရန်သူတွေကိုရန်သူတွေကြောက်လန့်စေခြင်းရန်မမှုစေခြင်းလို့ရှိရင်ဒီအင်းလေးကလေးကိုနှုတ်မှငုံပြီးတော့သွားပါတယ်ရန်သူတွေကိုရန်မပြုတ်ရဲပါဘူးတဲ့ပြီးရင်အိမ်မွေလိုရင်နှုတ်ငုံသွားပါတယ်အိမ်မွေဒါကတော့မကောင်းပါဘူးလို့ပါတယ်အိမ်မွေကနှုတ်ငုံပြီးသွားပါတယ်ပြီးတော့ရှုသုံးမအောင်လိုတဲ့ခါကျရင်တဲ့ဒီလက်ဝဲနားလေးမှာပန်သွားပါတယ်ဒီလက်ဝဲနားလေးမှာရှုသုံးမကာယပြရလာမတပတ်ရှူပါဗျာအပွင့်လန်းအရန်ကောင်းတယ်အကြိုက်ကြီးအဲ့ကြလေးလိုချင်လို့ရှိရင်ဒီဘက်ဘယ်နားလေးမှာပန်သွားပါပြီးရင်လက်လာပါကိုလူရှိတဲ့အခါကျရင်ညာဘက်လက်ပါစုပ်ပြီးတော့ကင်သွားပါလက်လာပါကြီးရပါလိမ့်မယ်နော်လက်ပါကရစရာကိစ္စရှိရင်စုပ်ကင်သွားပါမရှိဘူးဆိုရင်တော့စုပ်ကင်သွားဒီကောင်လက်ကကြံဖန်ပြီးကိုတက်နော်ရဟုတ်ပါလေဗျာပြီးတော့သူကအဲ့ဒီယောက်ျားမိန်းမချစ်စေချင်လို့ရှိရင်ပြီးရအပွင့်လန်းတက်တက်ကြီးပဲခုနှစ်သားမီးအားလုံးကိုချစ်ခဲ့စေလို့ရှိရင်ဒီလက်ဝဲလက်ကနေပြီးတော့စုပ်ကန်ပြီးတော့သွားတယ်လက်ဝဲလက်စုပ်ကန်သွားခုနှစ်သားမီးအားလုံးကိုချစ်ခင်ကြတယ်ဓာလန်လေးမြတနက်အမြောက်စိန်ပြောင်းအဲ့ဒီရန်ဒီမှာကင်းလွတ်စေချင်လို့ရှိရင်ကွလက်တွဲနေကဘယ်လက်ဖြစ်ဆင်းပြီးလို့အဲ့လိုလက်ကလေးတစ်ခုနဲ့စုပ်ကန်ပြီးတော့သွားအဲ့ဒီအကြောင်းကြုံလေးရှိရင်ရန်ဒီမှာလွတ်ကင်းပါလိမ့်မယ်နောက်ဆုံး short ချက်လေးပြောပြမယ်ကောင်းပြောပြလိုက်တယ်ဒီဟာလေးကအရက်မှာစိန်တောက်လို့ရှိရင်သူကအသားရည်နှုတ်ပြိုတယ်ခင်ဗျကျွန်တော်တို့ကတော့တောက်လို့မရဘူးကျွန်တော်တို့ကတော့ဂိုင်းကြီးအစည်းကမ်းရေးတော့ဒါအလွတ်တန်းလူတွေအတွက်အသုံးပြုလို့ရတဲ့နည်းလေးပေါ့အဓိကတော့ဒါလေးကိုဆောင်ရင်ပါရှောင်းအောင်လဲဆိုရင်လင်းရှိမယားလေးကိုကောင်းပိုင်ရှိတဲ့လင်းရှိမယားလေးကိုရှောင်းပေးကြပါရပြီ